ကျတော့ဘာဖြစ်လဲဆိုတော့ကျမနဲ့တန်းတန်းသားတွေတန်းတန်းသူတွေချားနေမှာကတောက်ကစားလေးဖြစ်ကြတယ်ပေါ့နော်ဖြစ်ကြတဲ့အခါမှာဘာဖြစ်လဲဆိုတော့ပြင်တော့ကျမတို့ရဲ့ feeling ကိုကျမနားမလည်ပေးနိုင်ဘူးအဲ့လိုဆိုတော့ဒီကျောင်းလာကြတဲ့ကျောင်းချိန်စတင်ချိန်နောက်ကျရင်ကျမဒေါသထွက်တယ်ဒါတင်ကောင်းကောင်းမဖြစ်ဘူးကျမမလေးစားဘူးဆိုပြီးကျမသတ်မှတ်တယ်ပေါ့နော်ဒါပေမဲ့အဒီနဲ့ကျမလည်းစကားများပဲပေါ့နော်စကားများတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျမအလုပ်ထပ်ထားတာဒီနေ့နဲ့ဆိုရင်10ရက်မြောက်ပါပြီကျမအလုပ်လုပ်ခဲ့တဲ့တန်းတစ်လျှောက်ပေါ့နော်ကျမ education fee မှာအလုပ်လုပ်ဖူးတယ် FNCG fee မှာအလုပ်လုပ်ဖူးတယ်ဒီတော့ alcoholic တို့ပြီးတော့နောက်ဆုံးထွက်ထားတဲ့ banking ပေါ့နော်အဲ့ banking နဲ့အလုပ်လုပ်ဖူးတယ်ပေါ့အဲ့အလုပ်လုပ်တွေမှာရှိခဲ့တဲ့ကျမတွေ့ကြုံရတဲ့အတွေ့အကြုံတွေပေါ့နော်ကောင်းတာတွေရောဆိုးတာတွေရောရှိခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျမကောင်းတာအောင်ဆိုးတာအောင်လို့ကျွန်တော်ပြောပါမယ်ဟုတ်လားပါကျမယူဆချက်ကိုပြောပြမယ် page မှာကြိုးစားပါတယ်ပထမဆုံးအနေနဲ့ကျမအလုပ်လုပ်ခဲ့ရတဲ့အလုပ်ပေါ့နော်ဒါတော့အင်္ဂါကွန်ပျူတာသင်တန်းကျောင်းဖွင့်လာတဲ့အတွက်ကြောင့်မို့ကျမကွန်ပျူတာသင်တန်းကျောင်းမှာသင်တန်းနီးပြပေါ့နော်နီးပြအဖြစ်ကျမဝင်လုပ်ခဲ့ပါတယ်ဒါနီးပြလို့တော့မှမဆိုတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆယ်တန်းအောင်ပြီးကျမပထမဆုံးဝင်ခဲ့တဲ့အလုပ်ဖြစ်ပြီးတော့ကျမအဲ့ချိန်မှာလည်းပွဲမရသေးပါဘူးပွဲမရသေးဘူးဆိုတော့ကျမအယူဆုံးနီးပြအနေနဲ့ကျမအယူဆုံးဆယ်တန်းနဲ့မအောင်သေးဘူးဆိုတဲ့အတွက်ကြောင့်မို့အင်္ဂါလူတွေကလည်းအလုပ်လည်းလုပ်တာပါအောင်ဆိုပြီးတော့ကျမကိုကလေးတွေကိုသင်ခိုင်းပါတယ် summer case ပေါ့နော်လူရသည်ကွန်ပျူတာသင်တန်းကျောင်းမှာကျမအလုပ်လုပ်ခဲ့ပြီးတော့ကလေးတွေကိုအယူဆုံးနီးပြဆရာမဖြစ်လုပ်ခဲ့ပါတယ်အဲ့ဒီမှာကလေးတွေနီးပြဆရာမလုပ်နေတယ်ကျမဆယ်တန်းအောင်သွားခဲ့ပါတယ်ပေါ့နော်ဆယ်တန်းအောင်သွားပြီးတော့ပထမကျမလူကြီးတွေကိုအယူဆုံးစာတင်ရပါတယ်ပေါ့နော်အဲ့လိုစာတင်တဲ့အချိန်မှာဘလို့ခက်ခဲတွေရှိဆယ်တန်းအောင်ပြီးကစားဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုတော့လာပြီးတော့ကွန်ပျူတာသင်တန်းဖြစ်တဲ့အတွက်ကြောင့်လာပြီးတော့တက်တဲ့သင်တန်းသားတွေသင်တန်းသူတွေကကိုထက်ကြီးတဲ့လူတွေလည်းရှိမယ်ကိုထက်ညာတော့အပြင်ငယ်တဲ့လူတော့မပါပါဘူးကျွဲလူတွေပေါ့နော်အဲ့အချိန်မှာကျတော့ကျွဲလူတွေရှိမယ်ကိုထက်ကြီးတဲ့လူတွေရှိမယ်ပေါ့နော်ရှိတဲ့အချိန်မှာကျမဘာဖြစ်လဲဆိုတော့ကျမ respect မရှိဘူးပေါ့နော်ကျမမလေးစားဘူးပေါ့နော်ကျမကိုယ်တိုင်လည်းနည်းနည်းအကြောတင်ပြီးတော့စကားမှာတယ်ပေါ့နော်စကားကဘယ်လိုပြောမလဲပူပေါက်နဲ့ပြန်ပြီးပြောတတ်တယ်ပေါ့နော်သူများတစ်ခါနေလို့အဲ့လိုမျိုးလူညံ့ညင်တာလည်းကျမမပြောတတ်ဘူးပေါ့နော်အဲ့မပြောတတ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျမနဲ့တန်းတန်းသားတွေတန်းတန်းသူတွေချားထဲမှာကတောက်ကစားလေးဖြစ်ကြတယ်ပေါ့နော်ဖြစ်ကြတဲ့အခါမှာဘာဖြစ်လဲဆိုတော့ပညာရတာတို့ကဘယ်လိုပြောမလဲဒီကွန်ပျူတာသင်တန်းကိုတက်ချင်လို့လာတက်တယ်ဆိုပေမဲ့ကျမနဲ့စာမတင်ခင်ကြောက်တချို့တွေဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျမပညာစမ်းကြတာရှိတယ်ပေါ့နော်ပညာစမ်းကြတာရှိတယ်အဲ့လိုမျိုးကျမစာတင်ရင်သင်တန်းသားတွေကတောက်ကစားဖြစ်ရင်ပေါ့နော်ဒါရန်ဖြစ်တဲ့ခိုင်လည်းရှိတယ်တချို့ဥစ္စာတွေဆိုလို့ရှိရင်ရန်ဖြစ်တာတွေရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့သင်တန်းကျောင်းမှာဘာဖြစ်လဲဆိုတော့ကျမလွယ်ပြီးတော့သင်တန်းဆရာမကအနည်းငယ်ပါရှိတယ်ပေါ့နော်အနည်းငယ်တစ်ယောက်စာနှစ်ယောက်စာပေါ့နော်အပြင်လူတွေခေါ်ပြီးတော့ကျမတို့ပြင်နိုင်ပေါ့နော်ပြင်နိုင်စာတင်ရတယ်ပြင်နိုင်ပြတ်သားတယ်ပေါ့နော်ပြတ်သားတဲ့ခါမှာဘာဖြစ်လဲဆိုတော့တနေ့လည်းကြာလည်းကြာအောင် NGO ခွဲစီတခုမှလှုပ်တယ်အန်တီပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကိုတက်ရွံ့နေဆိုလို့ရှိရင်အန်တီပေါ့အန်တီတယောက်ရောက်လာပါတယ်အဲ့အန်တီကစခါချင်းမှာသူက NGO မှာလှုပ်တဲ့အတွက်ကြောင့်မလို့ကျမလည်းနောက်ပိုင်းကျတော့မှနားလေလာတာပေါ့နော်ကျမရဲ့လုပ်ငန်းခွင်တွေအတွေ့အကြုံကနောက်တော့မှနားလေလာတာပေါ့နော်ဘာဖြစ်လို့ဆိုတော့စခါချင်းမှာသူများအလုပ်ကိုမလုပ်ထားတဲ့အတွက်ကြောင့်မလို့ကျမကတန်းတန်းသားတွေဘယ်လိုလာတက်တယ်ဘယ်လိုတွေရှိတယ်ဆိုတဲ့ဥစ္စာကိုကျမတို့ရဲ့ feeling ကိုကျမနားမလည်ပေးနိုင်ဘူးဘာဖြစ်လို့ဆိုတော့ဒီကျောင်းလာကြတဲ့ကျောင်းချိန်စတင်ချိန်နောက်ကျရင်ကျမဒေါသထွက်တယ်အတင်းကောင်းကောင်းမဖြစ်ဘူးကျမမလေးစားဘူးဆိုပြီးကျမသတ်မှတ်တယ်ပေါ့နော်ဒါပေမဲ့လည်းဘာဖြစ်လဲဆိုတော့အခုမှပြန်ပြီးတော့စဉ်းစားမိတာတို့အနေနဲ့လည်းမရှိနေလဲဆိုတော့တင်းအောင်လာတက်တဲ့အတွက်ကြောင့်တို့လည်းအချိန်ပေးပြီးတော့တက်ရတယ်တို့တွေလည်းလိုင်းကားစီးရတဲ့အချိန်တွေရှိမယ်ပြီးတော့အလုံးထဲမှာတို့တွေးကြရတဲ့အတွေ့အကြုံတွေရှိမယ်ပေါ့နော်အဲ့ချိန်ကျမှတင်းနဲ့ရောက်လာတဲ့အချိန်မှာတင်းနဲ့မှာတင်းနဲ့ဟိုနီးပြပေါ့နော်နီးပြဆိုလို့ရှိရင်ဟိုဘူးပေါက်နဲ့ပြောတဲ့ခါကျတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့အဲ့ NGO ဒါမမရရှိတဲ့တင်တန်းသူတွေတဲ့တရားပေါ့နော်အဲ့ NGO ဖွဲ့စည်းရအဲ့အတော်ကြီးနဲ့အဒီနဲ့ကျမလည်းစကားများပဲပေါ့နော်စကားများတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့သူ့တရားမပြပေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောတာပေါ့ပြောတဲ့ခါကျတော့သူစိတ်တူပါတယ်စိတ်တူကတော့သူကလည်းစဉ်းစားမှာပေါ့လေဟိုကိုထက်ငယ်တဲ့ကလေးနဲ့သူနဲ့လည်းရံပြန်ပြီးဖြစ်ချင်ဆိုပြီးသူစိတ်တူသွားပြီးတော့ကျမတင်တော့သူမလာတတ်ဘူးလာမတတ်ဖိုင်နဲ့ဘာဖြစ်လဲဆိုတော့တော်တော်လေးကိုကြာပြောက်သွား2ပတ်3ပတ်လောက်သူပြောက်သွားတယ်ပေါ့နော်ပြောက်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့နောက်လက်ကြလေကြာသူပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့ကျမဟိုအထက်မှာရှိနေတယ်ကျမရဲ့အမတွေပေါ့နော်ကျမရဲ့အမတွေအဲ့ဒီနန်းကျောင်းကမန်နေဂျာကိုပြောပြီးတော့ဟိုပြန်ပြီးတော့တင်တန်းကိုပြန်ပြီးဆက်တင်တယ်ပေါ့နော်ဆက်တင်တဲ့အခါမှာကျမဒီဘယ်လိုပြောမလဲစိတ်ထဲမှာဘာမှမရှိဘူးသူ့ကိုစာတင်ပြရမယ့်အတွက်ကြောင့်လို့တင်တန်း course ပြီးဆုံးအောင်ကျမစာတင်ခဲ့တယ်ပေါ့နော်တကယ်လည်းပြီးသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့နောက်ဆုံးလည်းပြီးသွားလဲကိုသူကပုံမှန်3လသူ့ကိုတတ်မှတ်ထားတယ်ဆိုလို့ရှိရင်အခြေခံအပြင်ဘုရားအခြေခံများတော့အပြင်3လ4လလောက်ပဲတင်ကြဒါပေမဲ့သူက4လကျော်လောက်ဖြစ်သွားတယ်တူပါတယ်အဲ4လကျော်ဖြစ်သွားတဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့သူကောင်းကောင်းနားလည်သွားတယ်ပေါ့နော်အဓိကအပြင်သူကသူတို့မှာအဓိကပြတဲ့ဥစ္စာအဲ့တော့ကျတော့ PowerPoint ပေါ့နော် presentation တွေပြရတယ် presentation ပြတဲ့ခါမှာကျမလည်းတတိတလောက်ပေါ့နော်တတိတလောက်လေးကျမရှင်းပြတဲ့ခါကျတော့သူနောက်ပိုင်းကျတော့သူအဆင်ပြေသွားတယ်အဆင်ပြေသွားတဲ့အချိန်မှာရုတ်တရက်ကျမဘာလုပ်လဲဆိုတော့ကျမထိုင်ကြတော့တယ်ကျမရုတ်တရက်ဖြစ်တဲ့အချိန်မှာပေါ့နော်ကျမလန့်သွားတော့ဟိုကအသက်ကလည်းအဲ့မှာအရန်ငယ်တဲ့ခါကျတော့ကိုယ့်တက်2ဆပြန်လောက်ကြီးတဲ့လူကြီးကိုထိုင်ကြတော့တဲ့အချိန်ကျကျမ
ကိုကလည်းပြန်ကြောက်လို့ပေါ့လို့ကိုကလည်းလောက်တယ်လေချီပေါ့နော်ဟဲ့ဘာလို့တာလဲပေါ့နော်ဟုတ်ပါပေါ့နော်ကျွန်မကျေးဇူးတင်လို့ပါဆိုပြီးတော့ကျွန်မထိုင်ကြတော့ပါတယ်ထုံးလေးလည်းကောင်းတယ်အိမ်မှာရှိနေတဲ့အမကိုလည်းတန်းတန်းနေကြအောင်လည်းသူထိုင်ကြတော့ပါတယ်ပေါ့နော်ဒါဒီအန်ဒီကတော့ဒါမှတ်မှတ်ရရှိတာပေါ့နော်ဒါကတော့သူစိတ်ထဲမှာဘလို့ရှိလဲတော့မသိပါဘူးကျွန်မဘယ်လိုပြောမလဲအပြစ်လည်းမယူပါဘူးဘယ်လိုလဲစိတ်ထဲမှာလည်းမထားပါဘူးဒါပေမဲ့သူ့အတွက်အဆင်ပြေသွားတယ်သူလုပ်ငန်းကိုင်ငန်းမှာအဆင်ပြေသွားတယ်ဆိုလို့ရှိရင်ကျွန်မပြောရတယ်ပေါ့နော်ပြီးတော့နောက်အမှတ်တရတစ်ခုကကြတော့